ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်3မိနစ်စာပဲအချိန်ရတယ်เนาะအဲ့တော့အချိန်ကိုလူပြီးပြောရမယ် live အရှိကိုကြည့်ခြင်းရင်မနက်ဖြန်ည9နာရီခွဲ10နာရီလောက်မှာ live လွှင့်လို့ရမယ်เนาะကဲပထမဆုံးပြောချင်တာကတော့ဗုဒ္ဓဟူးမကြော်တဲ့အဖွဲ့ဝင်အခွေကောပတ်သီးကောတွဲဆင်းသွားတယ်3-1လို့ဘရိတ်တော့ကြံသေးတယ်เนาะအဲ့ဒါယူခြင်းလဲဆိုလို့ရှိရင်ဆက်သွယ်เนาะအဖွဲ့ဝင်ဟောင်းများကဲဒီကောင်လေးကအင်္ဂါတနေ့သာ4598 break 45 1J ကီးကမဖောက်တန်းပေးနေတဲ့ကီးเนาะအဲ့ဒါကိုကြိုက်တာနဲ့ကတ်ဒီမှာတင်ကွက်ပေးထားတယ်ဒါရယ်ကတ်ထားလို့ဒီတင်ကွက်ဖြစ်လာတယ်ဒါတွေကဘာကြောင့်ရလာသလဲ45 1J ဒီမှာ9ထိပ်ဒီမှာ4ထိပ်ဇောင်းကနန်းကညီကိုဖြစ်ပြီဆိုရင်3ရက်အတွင်းအဲ့ဒီနှလုံးက1ချိန်ဖြစ်ပြန်ဆင်းတယ်ဒီမှာ4ရက်မြောက်ပြီမနှက်ဖြန်ဆိုရင်9ရက်မြောက်เนาะအဲ့ဒါပတ်သီးသမားတွေနောက်ထပ် break ကြပြန်တော့4598 break 4598 break ကဒီမှာမနက်9ထိပ်ညနေ10နောက်ပိတ်ထိပ်ပိတ်ကညီကိုဖြစ်လို့9ရက်ထိုင်းပါဝါ4 10ရက်ထိုင်းပါဝါ9အဲ့တော့9 break 15 break เนาะသူက3ရက်အတွင်း4ရက်ထိပေါ်မလားအဖွင့်နေဆိုsorry 4ရက်ထိပေါ်မလားအင်းကမနက်ဖြန်ဆိုရင်9ရက်မြောက်ပြီဒီမှာ4598 break เนาะအဲ့ဒါ break သမားတွေမာပါတယ်ရက်ချင်းလွန်နေပါပြီကဲဆက်သွယ်မယ်ဆိုရင်9561 93 844အဲ့ဒီနံပါတ်နဲ့ KB WB Fiber 3မျိုးဖွင့်ထားတယ်เนาะအဲ့ဒါမနက်ဖြန်ည9နာရီခွဲဆိုရင် live လွှင့်လို့ရလိမ့်မယ်เนาะအဲ့ဒါခင်ဗျားတို့ subscribe တွေနှိပ်ခဲ့ပါအားလုံးပဲတတ်တာပါဗျာ